လိုင်းပေါ်မှာဥပဒေဖတ်မှရှိတဲ့နော်ဥပဒေမိတ်ဆွေတွေအဲ့တော့ညာတော့ဥပဒေလိုင်းလေးဖွင့်ကြည့်တဲ့အခါကျတော့ပြက်လက်ဆောင်ပေးတဲ့အကြောင်းနာမည်ကြီးနေကြတယ်ပေါ့လက်ဆောင်တွေလူတွေပေးနေကြတယ်အဲ့တော့ဒီလက်ဆောင်ကိစ္စနဲ့ပတ်သက်ပြီးတော့ရယူလိုမှုညှို့လင်းချက်ထားတယ်လို့လိုက်ရှယ်ဖို့လူဟာလူချင်းတဲ့အနေထားတို့နော်နောက်ဒီဘဝအနေနဲ့ပတ်စံလေးတွေပေးတဲ့ကန်းတဲ့တယ်လီဘဝရောက်သွားတဲ့ဒီလိုပေါ့စီဝါရေးဖြစ်လောက်ကြတယ်လို့ပေါ့ဒီလိုတွေဟိုဒါပြောပြလာတယ်နောက်ပြီးတော့လက်ဆောင်ပေးတဲ့နေရာမှာဒီကြက်ဖတွေမျိုးတို့ပေးတဲ့အခါမှာသူလိုအပ်တဲ့အကြောင်းဒါလေးပြောရလဲမှန်တယ်အကုန်လုံးဟောဒီကလေးကသူပြောတဲ့ပြောထိုက်တဲ့ဟာတွေအကုန်လုံးကိုပြောသွားတာမှန်တဲ့လောက်မှန်ပါတယ်တချို့ကြက်သမားကြီးတွေကကြက်ပေးရင်လက်ဆောင်ဟိုမကောင်းတာပေးတာတို့ဒါလေးကြတော့နည်းနည်းမှားတယ်ဘာဖြစ်လို့ဆိုတော့မှားတဲ့လူတွေတော့မှားမယ်မှားနေတဲ့တွေတော့မှတ်မယ်ဥဆောင်ရဲ့ရင်တွင်ပြကြတော့တို့တခုပြောပြမယ်ဥဆောင်ဟာမိကြက်လေတခါမှကြက်မှ60သား80သားမရန်အပြူဝင်နေဆိုတာတခါမှမရှိတော်ကြနေဟိုကလာတောင်းပြအခုမင်းအကောင်20ကျော်30ပါသွားပြီအဲ့ဒီဥစ္စာကိုမတင်ကျင်လို့လားနော်တခါလေကြတော့ကလေးတွေကတင်ပေးပါအောင်ဆိုလို့တင်ပေးလိုက်တဲ့အခါပဲရှိတယ်ဥဆောင်ကလေမင်းကြက်ပုတ်လာကြီးဥဆောင်ကြက်ပုတ်လို့ရှင်ဥဆောင်ဒါကြောင့်ကြက်မကန်ရတာတစ်နှစ်မှ4-5-8ကောင်10ကောင်လောက်ပဲကန်ရကြက်ရွေးနေကြီးများနေအောင်ဘာလို့လဲကြက်ကောင်းဟိုတင်ကြက်မများတာဘာလို့လဲဆိုတော့ကြက်ကိုနည်းနည်းလေးပုတ်လို့သူကိုမျက်စိထဲမှာမတွေ့ဘူးဆိုဥဆောင်ဇက်ဆိုရက်လိုက်ရက်ပြီးတော့အနားကောင်ဟဲ့လာမင်းရောဒါယူကမင်းဘက်ကိုသွားပြီးမှမခဏလေးမှပြန်လာခဲ့ငါဒီလူလောက်တာငါဒါကြောင့်ကြက်မကန်ရတာနည်းနည်းကောင်းမှပဲငါကန်နိုင်တယ်နည်းနည်းဟိုမသိတော်တဲ့ကောင်ကွာလူຢာလေးကြက်ဆက်စရာကြီးငါတိတ်မကန်ချင်ဘူးအဲ့တော့ဥဆောင်ကြက်မကြီးလာလို့ရှိရင်လက်ဆောင်ပေးတယ်ဆိုတာမင်းတို့တမျိုးမထင်နဲ့လိုက်လဲမလို့ညှို့လင်းချက်လဲမလို့ရယူလိုမှုလဲမလို့နော်တခုမှသူများရှိရဘာမှမညှို့လင်းဥဆောင်လူကျင်တာဥဆောင်ရဲ့အိမ်မှာရှိတဲ့ကြက်တွေဟာအ ਨੇ ဆုံးအဖြီလျှော့ပေါင်းချော်ဒါတော့ပါတယ်နည်းနည်းပါးပါအတိတက်တော့ပါတယ်ခြံထဲမှာထားရတဲ့ကြက်တွေကလည်းအရွယ်ရောက်တယ်ဘူးမရှိဘူးအမားတွေဥဆောင်ကြက်တောင်းဝင်အလွန်စိတ်မကောင်းဟိုမပြောကျင်လို့လားလုံးဝကြက်တောင်းဝင်တယ်မကြိုက်ဘူးအဲ့တော့ချိတဲ့ကြက်ဥမာမင်းတို့လာတယ်ဟိုတလောဆိုဥဆောင်ဟိုရန်ကွာကောင်လေးကြက်ပေးတော့သူဥဆောင်တားတို့ကြတော့မပေးဘူးတားတို့ကြတော့မပေးဘူးငါစိတ်မကောင်းဘူးဘာဖြစ်လို့မင်းတို့လည်းပေးခြင်းငါတယောက်လေးလေကွာမင်းတို့ကအများကြီးအဲ့တော့မင်းတို့ကောင်းနေလူအဲ့လို့ရှိရင်ဥဆောင်အိမ်ထဲဝင်လာပြီးတော့ဥဆောင်နဲ့ဒန်းတူပဲမင်းတို့ဒီမှာကြက်မလေးတွေအကုန်လုံးထားတယ်မျိုးတွေလည်းအတူတူပဲနော်ခွဲခြားထားတာလည်းမပါဘူးတုံးတောင်ညံ့နေယူတဲ့ဟာကိုလည်းဥဆောင်မထားဘူးအဲ့တော့ဟိုကိုမျက်လုံးနဲ့ကိုအောင်နဲ့ကိုခေါင်းနဲ့တန်တဲ့လောက်လေးပေါ့ကွာအဲ့လောက်ကြက်တီတော့ဥဆောင်ခြံထဲမှာရှိတယ်ကြက်မလေးနောက်ထပ်ထပ်ကြီးဦးမှာအဲ့တော့မင်းတို့မခွဲခြားပဲနဲ့လူတိုင်းကိုမခွဲခြားပဲနဲ့အခမဲ့လက်ဆောင်ပေးတာနော်တချို့ကိုတွေမှာဆိုတိတော်ဘွားညီကိုတွေဒီမကိုလေးရောင်းပိတ်လိုက်ပါမဟုတ်ဘူးဥဆောင်အဲ့လိုမဟုတ်ဘူးကျမတွေကိုမရမ်းမရောက်တာနော်အကုန်လုံးမျှမြစ်ပြီးတော့လာပေးနေတာနော်လာတကယ်လို့ကြိုက်တယ်ဆိုရင်ကိုပါသူကိုလေးလာလိုက်ပြီးတော့အိမ်ထဲမှာဥဆောင်ခြံထားတဲ့3-4ကောင်ကလွယ်လို့ချင်းကြံတဲ့ဟာလေးရတက်တာနော်ဖမ်းကြပေါ့ကွာကောင်ကတော့ကြီးရဆိုတာဦးမရှိတာနော်အဲ့ဒီတော့ဥဆောင်ပေးနေတဲ့ကျမတွေလားညို့မှားတွေလားအမားတွေမဟုတ်ပါဘူးဥဆောင်ခေါင်းနဲ့တန့်နဲ့ကြက်တွေပေးတာနော်တင်းတလောက်ကြက်တွေပေးတာဥဆောင်ကတော့လာရင်နောက်လာလေဘယ်သူမဆိုးနော်စေတနာအရင်ကတလဘွားနဲ့ကြက်မတကောင်တော့ကြက်ဖမပါဘူးကြက်မတကောင်တော့ပေးဦးမှာပါလို့နော်ဟုတ်လားပေးတဲ့အပေးရလဲနော်ညှို့လင်းချက်တစ်ခုမှမပါဘူးဟုတ်လားစေတနာတက်